ုန်းတစ်လုံးအပိုရှိုံဖြင့် KB ဝစ်ပြီးတော့နဲ့ထုတ်လို့ရမယ်ဂိမ်းဒီဂိမ်းလေးကိုသိကြတာမသိဘူးဒီဂိမ်းလေးကဆိုလို့ရှိရင်ကျွန်တော်တို့ဒါဖုန်းတစ်လုံးအပိုရှိနေုံဖြစ်ကိုကျွန်တော်တို့ဒါဒီဂိမ်းတွေကိုဖုန်းထဲမှာထည့်ရရုံနဲ့ကျွန်တော်တို့ဒီဖုန်းကိုဒီဘာမှနှိပ်စရာမလိုဒီတိုင်းပစ်ထားရုံနဲ့ကိုဒေါ်လာတွေရရှိနေပြီဆိုတာကိုတကယ်ကျွန်တော်သိတာမသိဘူးဒီဂိမ်းကဒီ Play Store မှာလည်းအလွယ်တကူ download ရယူနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဂိမ်းကကျွန်တော်တို့ဒီနိုင်ငံကိုကျွန်တော်တို့များကြည့်တဲ့ခါကျတော့မြန်မာနိုင်ငံမှာအပါအဝင်ရရှိတာဖြစ်ပါတယ်။ဂိမ်းကိုဒါ Play Store မှာ download ဆွဲတဲ့ခါကျလို့ရှိရင်တချို့တော့သူတွေကဒီ VPN ခံပြီးဆွဲပါလို့ပြောတယ်အမှန်တိုင်းဆိုရင် VPN ခံစရာမလိုဘူးเนาะ။ဘာကြောင့်လဲဆိုတော့ဒီဂိမ်းကဒီကမ္ဘာဝန်ကျင်မှာသုံးဖို့အတွက်ကိုဒါကကျွန်တော်သေချာလေ့လာပြီးတော့တွေ့ရှိထားတာဖြစ်ပါတယ်။သူ့ရဲ့ allocation မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီ region ပေါ့သူ့ရဲ့အကောင့်ဖွင့်ချိန်မှာကိုယ့်ရဲ့ region ကိုလည်းမြန်မာထားလို့လည်းရပါတယ်เนาะ။အဲ့ထဲမှာမြန်မာနိုင်ငံဆိုပြီးကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒီ game ကိုဆော့ရမှာလည်းလွယ်ကူတယ်။ဘာမှလူကိုယ်တိုင်ထိပ်ပြီးတော့ဖုန်းကိုနှိပ်စရာမလိုဘူး။ဒီတိုင်းပစ်ထားရုံနဲ့ကိုဒီမှာအခုတက်နေတဲ့ဒေါ်လာတိုင်းကိုသူတက်နေမှာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ